နခင်တခုမှနာအိုတော့နိုးထားလာခဲ့ပါတယ်။အဲ့လိုနဲ့ပြက်ကလေးုံကြည့်ရတဲ့အချိန်မှာဒီနေ့အရေးကြီးနေဖြစ်နေတာကြောင့်ရာမန်နဲ့နို့ကိုတောက်ခါပြင်ဆင်ပြီးတော့ကြောင်းအောင်ထွက်သွားပါတော့တယ်။တွားတဲ့လမ်းမှာလဲကိုနိုဟာမာရုနဲ့တွေ့ပါတယ်။ကိုနိုဟာမာရုကသူ့ရဲ့ဂျူဆူတိုးတက်လာပုံနာအိုတို့ကြည့်ဖို့ပြောပါတယ်။ဒါမဲ့နာအိုတို့ကသူ့မအားဘူးဖြစ်ကြောင်းခေါင်းပေါ်ကနဖူးစီကိုပြခါသူနင်ဂျာမိတ်ဆက်ပွဲသွားအောင်မယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတစ်ဖက်ကလည်းဆာကူရာသွားဖို့အတွက်ပြင်ဆင်နေပါတယ်။အဲ့လိုနဲ့လမ်းမှာအီနိုဆွဲကောင်မလေးနဲ့တွေ့ပါတယ်။တွေ့ချင်းမဲ့ရန်ဖြစ်ကြပြီးတော့ရန်ဖြစ်ရင်နဲ့ကျောင်းကိုအမော်တကောပဲရောက်လာခဲ့ပါတယ်။အဲ့လိုနဲ့ဆာစကဲနာမှာထိုင်ရင်းဆိုပြီးရန်ဖြစ်နေကြပါတယ်။ဒီလိုနဲ့နာအိုတို့ကနာနီလာဆောင်မှုဆာစကဲကိုဝင်ပြီးနမ်းပေးလိုက်ပါတယ်။အဲ့လိုနဲ့အခြားမိန်းကလေးကရန်ကိုလမ်းသွားပြီးနာအိုတို့ကိုအကုန်လုံးဆိုပလိုတီးပါတော့တယ်။မိဆက်ပွဲမှာဆရာအသေးလေးကိုခွဲပေးပါတယ်။ဆရာအသေးလေးအားလုံးခွဲလို့ပြီးရဲ့အချိန်မှာတော့နာအိုတို့ဆာစကဲနဲ့ဆာကူရာတို့ကတည်နေကြပါပါတယ်။နောက်နေ့မှာတော့သူတို့ရဲ့ဆရာရဲ့နဲ့တွေ့ဆုံအောင်မှာဖြစ်တယ်လို့အီရုကပြောပြပေးလိုက်ပါတယ်။ဒီလိုနဲ့ပဲနာအိုတို့ဆာကူရာနဲ့ထမင်းတူတူစားချင်တာကြောင့်ဆာကူရာနဲ့ထမင်းတူတူစားမယ်လို့တော့ပြောလိုက်ပြီးမှဆာကူရာညင်းလိုက်ပါတယ်။အဲ့လိုနဲ့ဆာစကဲကိုလှုပ်ကြံမှုကြံစည်လိုက်ပါတယ်။အဲ့လိုနဲ့နာအိုတို့ဆာစကဲကိုတိုက်ခိုက်လိုက်ပြီးတော့ဆာစကဲအသွင်ယူကဆာကူရာနဲ့တော့တွေ့ပါတယ်။ထို့နောက်ဆာကူရာနဲ့တော့တွေ့ပြီးဆာကူရာလည်းတကယ်ဆာစကဲတို့ထင်ကအနမ်းလေးပြီးတော့မဲ့အချိန်မှာပဲနာအိုတို့ကဘိုက်အောင်လာပါတယ်။နာအိုတို့ရဲ့ကိစ္စပြီးသွားတဲ့အချိန်မှာတော့ဆာစကဲကလည်းလွတ်လာခဲ့ပြီဖြစ်ပါတယ်။အဲ့ဒါနဲ့နာအိုတို့ဘာမှလဲလို့မေးလိုက်ပါတယ်။သူ့လိုမိဘမရှိတဲ့ကောင်ကိုသွားပြီးတော့ဂူးမဆိုင်နဲ့လို့ပြောလိုက်ပါတယ်။ပြီးတော့မိဘရှိတာလည်းမကောင်းအင်းချုပ်ချက်ခံရတယ်လို့ပြောလိုက်ပါတယ်။ဆာစကဲကလည်းမိဘမရှိပဲထီးကျန်နေတဲ့လူတစ်ယောက်ဖြစ်တာကြောင့်မလို့ဆာကူရာကိုစိတ်ဆိုးပြီးတော့ထွက်သွားခဲ့ပါတယ်။ထွက်သွားတဲ့လမ်းမှာနာအိုတို့နဲ့တွေ့ပါတယ်။ထို့နောက်နာအိုတို့ကလည်းဝင်ချပါတယ်။မချခင်မှာပဲဘိုက်ကပြန်လာတာကြောင့်မလို့အိမ်သားကိုပဲပြန်ပြေးလိုက်ရပါတယ်။ကိုဘွားရည်နဲ့အိမ်သားလူတက်နေတဲ့နာအိုတို့ကြည့်ပြီးတော့ဆာစကဲကလည်းစိတ်ပြက်ပြီးထွက်သွားပါတော့တယ်။ဆာကူရာကလည်းသူပြောခဲ့ရတဲ့အတွက်နာမရနေပါတယ်။အဲ့လိုနဲ့နာအိုတို့ကောင်းမွန်ဆက်ဆံမှုပြည်စင်နာပေမဲ့နာအိုတို့ကဘိုက်အောင်လာတာကြောင့်မလို့ပြန်ပြီးတော့ပြေးရပါတော့တယ်။ဟိုကကဲနဲ့ခါခါရှိကနာအိုတို့ရဲ့အိမ်ကိုအရင်ဆုံးစစ်ဆေးပါတယ်။အိမ်မှာဒိတ်လွန်နေတဲ့နွားတို့တစ်ခွနဲ့အထီးကျန်မှုတွေကိုခံစားလိုက်ရပါတယ်။နောက်နေ့မှာတော့ကျောင်းကိုတင်းဆန်းမဲ့ဆရာတယောက်ပဲနောက်ကျနေပါတယ်။အဲဒါကြောင့်မို့ဒီလောက်နောက်ကျနေတဲ့ဆရာကိုကောင်းကောင်းပြစ်ပေးချင်တာကြောင့်မလို့ထောင်ချောက်ဆင်လာလိုက်ပါတယ်။အဲ့လိုနဲ့ဆင်လာတဲ့ထောင်ချောက်ကိုဆရာကလည်းမိသွားပါတယ်။အဲ့လိုနဲ့သူတို့ရဲ့အဖွဲ့ဝင်တွေကတယောက်နဲ့တယောက်မိတ်ဆက်ကြပါတယ်။အဲ့လိုနဲ့ဆရာကလည်းအားလုံးကိုမိတ်ဆက်ခိုင်းလိုက်ပါတယ်။အဲ့လိုနဲ့ဆရာနာအိုတို့ကနေအရင်မိတ်ဆက်ခိုင်းပါတယ်။အဲ့လိုနဲ့နာအိုတို့ကနေစပြီးမိတ်ဆက်ပါတယ်။နာအိုတို့ကတော့ဟိုကကဲတယောက်ဖြစ်နေတာလို့ပြောလိုက်ပါတယ်။ဆာကူရာရဲ့ရွေးချက်ကတော့ဆာစကဲကိုလိုချင်တာဖြစ်ပါတယ်။ဆာစကဲရဲ့ရွေးချက်ကတော့မျိုးနွယ်စုကိုပြန်လဲတီထောင်မှုနဲ့လူတယောက်ကိုတတ်ဖို့ဖြစ်ပါတယ်။ဆရာကလည်းမစ်ရှင်အတွက်မနက်ဖြန်မနက်9 နာရီကိုချိန်လိုက်ပါတယ်။